ရစင်လားရတယ်ပြထားလိုက်လို့လူရုံးကလည်းတော့စောပြီးရတော့အေးဟုတ်တယ် ဒါနဲ့လေဟိုရုံးစင်ကိုကွန်ပျူတာနဲ့သွားရအောင်လေနေအချိန်ရလားရပါတယ်ဘာကြောင့်တော့မသိဘူးအော်အေးနေငါမေးလို့အေးဘာလို့တနေ့ကလေဟိုလမ်းမှာပါသွားရင်းတော့ဖန်စီဆိုင်လေးတွေ့ရပြီ။ဘုံမြောက်တဲ့ခေါင်းစည်းလေးပဲ။ဆက်စရာလေးအယုံ ဆက်စရာလေးနော်ကပယ်လေးပါဒီမှာတကယ်ကြီးမှာပြမယ်။အေးဒါဆိုရင်အရင်လေးချစ်ဆက်ရင်ဒီလောက်လေးပါ။အေးတွေ့လား။နင်းတော့ပဲလား။မျိုးစီကျင်တူဝင်နေလေ။အေးဆက်လား။အေးဒီလိုတော့တိ။ဝင်နေတဲ့ဒီနေ့မှရောက်တာ။ဒီနေ့မှရောက်တာ။ကဲသိရရှင်းပြီးလို့ရပါတယ်။ဒီဘက်တာဒီကိုပါနော်။ โอเคဒီနေ့နေ့နေ့ကင်းနေငါတို့အပြင်သွားတော့ပါဘူးပါလား နေရလေဘာလို့မလဲ ဒီအအေးစီတော့လားတော့မိတ်ဆွေမရှိသေးဘူးမိတ်ဖြစ်ဆွေပြီးခေါ်မယ် ဟာလုပ်ပြီး ခေါ်ပါနဲ့ပြီးနေတော့ခေါ်ရ အားလုံးပဲမော်လီပါ မလေးပါဘူးလား โอเคဒီနေ့ဝန်ထမ်းအသစ်ရောက်တယ်နော်ဖိတ်ဆက်ပေးမယ်ဟိုညီလေးနာမည်လေးဖိတ်ဆက်ပေးလင်းခန့်ပါဗျကိုခန့်လည်းဟုတ်โอเคကိုခန့်တခြားကူညီပေးလိုက်ကြအောင်ညီမလေးဒီလောရမယ့်ဟာတွေပြပေးလိုက်နော်ဟိုဟာယူရတစ်ချက်ညီမလေးပြပေးလိုက်နော်မသိရရှေ့ပြီးတော့အကုန်ပြီးမယ်ဟုတ်ကဲ့ပါဒါလည်းပြည့်မသိရရှေ့ကုန်ပြီးလိုက်နော်ဟုတ်ကဲ့ပါရပြီဟိုဒီအကောက်တစ်ဒီပိုင်းဖွင့်ပြီးတာ အမဖွင့်ရသေးတာ သူဂျာကြီးကအမောက်ပြခိုင်းနေလိုက်တယ်သူနဲ့ပတ်သက်တဲ့လေစောဝဲလေးပိုင်းတောင်းထားရအောင်နော်ဟုတ်ဘယ်နဲ့တောင်းလို့ စောဝဲလေးဆိုမှထဲမှာရှိရစီဟေးဒီအင်္ဂါကြီးချင်းရရှိပြီလား ရှိလို့ရှိရဂျာကြီးကပြခိုင်းလာလို့လေ ငါရငါပြပေးလိုက်နေလေနေအင်္ဂါကြီးတော့ချင်းချင်တယ်ဆက်ပြ ရတယ်လား ရတယ်ငါပြထားလိုက်နေလေတော့ဒါကြီးခိုင်းတာလည်း ဒီမှာဆက်ပြတယ်နော် ဟုတ် ဝါလိခန့်နော် ဟုတ် အဲ့ဆိုကိုခန့်လိုပဲခေါ်လိုက်နေနော် ဟုတ်ကဲ့ပါ အဲ့နဲ့လေခုနယူရပါလေပြောသွားပြီလေ ဟိုအကောင့်တစ်ပေါက်မှုတွေပဲပြောတာ ဟုတ်လားချို့ရောက်ပါဒီမှာကျတော့လုပ်ငန်းလုပ်ရမယ့်ဟာတွေအများကြီးရှိရဒီလားဒီမှာကွာအင်တာဗျူးချင်းထားရေးပါလေပေါ့နော်အသေးစိတ်ကတော့နောက်တက်ပို့ပြီးအသေးစိတ်တက်ပို့တိလာနိုင်မှာပါဒီလားအော်ဒါနဲ့လေညနေကျရင်တို့ရေကော့ဖီတော့ပါပြီလားလိုက်ခဲ့မလားဒီပြစ်စပြီးပေါ့ ရလိုက်ခဲ့လိုက်မယ်ဆိုတော့ အဲ့ဆိုရင်အခုလောဆယ်အကောက်ခါဖောက်ထားလိုက်နော်ဖောက်ထားပြီးတော့အကောက်လေးပြကြတာထည့်ပြလိုက်မယ်လားဇာကြီးပြောသွားရတယ်ဆိုတော့လေခဏလေးနော်ပြီးပြန်လာခဲ့လိုက် ဟုတ်အဲ့ဆိုရင်ညနေကျရင်ငါပြောထားတဲ့ကောင်တော့ကြည့်ကြမယ်အဆိုင်ရရငါလေးမဆိုးကောင်းနေပြီလားဒီစားစုံလဲဒီလိုတော့သွားပြပါလေရတာလေတကယ်ကောင်းတယ်ဒီလားစားလို့ကောင်းတယ်အဆိုင်ကကြားပြီးနေပြီနော် တော့ဗာကြိတ်တာ ဟာဘုခန့်ပြရလားလေးနဲ့တည်ရလေဒီကတည်းကလေးနဲ့တည်ရဘာတကယ်ကြီးလေးကိုလည်းတည်ရမလားကိုကြတော့ သူပေါင်းပါရောငါလည်းပြောပါမယ် မဟုတ်ပါဘူးငါနင်လုံးတယ်မအားမဆိုလို့ပါနော်ဘုခန့်ကဘုခန့်လည်းနည်းနည်းတကယ်အဆိုင်ရလေးကပစုံလေးတရားစားကောင်းတယ်ဒီလား